အရန်ကြောက်စရာယွန်စရာပေါ့နော်အဲ့လိုမျိုးကြီးတတ်မှတ်ကြတယ်ပြီးတော့ဟိုကိုယ့်စရာဆေးလည်းမရှိဘူးအဲ့ဟိုကကိုက ART ဆေးရှိပေမဲ့အဲ့ဟိုကဒီထက်မှဆိုရင်ဒီ transgender AID ရဲ့ HMB ပေါ့နော် AID ရဲ့စဖြစ်ကာစားဆိုရင်ဆေးတောင်မှမရှိသေးဘူးART ဆေးမပြောနဲ့ကျွန်တော်ART ဆေးမတိုင်ခင်ပေါ်ခဲ့တဲ့ ARV ဆိုတာရှိသေးတယ်ဒီ ARV ဆေးတောင်မှမပေါ်သေးဘူးပေါ့နော်ဒီအကုန်လုံးအသေးခံရတဲ့အခြေအနေမျိုးရှိရယ်ပြီးတော့နောက်ကအဲ့ဟိုကအဲ့ချိန်မှာစဖြစ်ခဲ့တဲ့ဒီ HMB ပိုးတွေပြန့်နေဆိုတာမှာဟိုဘယ်လိုပြောလဲဆိုတော့လူတွေကဒီဂေးတွေအချောက်တွေပေါ့နော်ဒီမိမရှာတွေကနေပြီးတော့ဒီပိုးရစဖြန့်တာပေါ့ကွာဒီအောင်ဒီလူမျိုးတွေရှိနေလို့ဒီပိုးတွေကနေစဖြစ်တာဆိုပြီးတော့လို့ထင်မှားကြတာတွေပေါ့နော်ဟိုယွန်စရာလိုဆက်ဆံတာတွေဒါတွေကိုပေါ်ပြတာတွေပေါ့နော်အဓိကဒီဇလန်ပေါ်မှာလည်းဒီဇလန်ကအဲ့ဒါအဓိကပဲဒီ HIV AIDS ဖြစ်တဲ့အကြောင်းတွေကိုသူကကျမကြီးဘူးသူတို့ပေါ်ပြတာတွေပြီးတော့ကာကွယ်နည်းတွေဘယ်လိုမျိုးလုပ်ရမလဲဆိုတာပြီးတော့ဒီထဲမှာကျွန်တော်တို့ဒီပညာရေးတက်ပြီးတော့တောင်းဟာဒီ educational psychology မှာသင်ခဲ့ရတဲ့ guidance counseling အခန်းသင်ခဲ့ရတယ် guidance counseling ဆိုတော့ဒီထဲမှာcounseling လေးထည့်ထားတယ်ပေါ့နော်တော်တော်မိုက်တယ်ဒီ HIV AIDS ဖြစ်လာတဲ့အခါမှာအဓိကလူနာတွေကဒီလူမျိုးတွေကအဓိကဘာလိုရလဲဆိုတော့ပေါ့နော်အရင်ဆုံးလိုရတာ counseling လိုရတာပေါ့နော် counseling ဆိုတော့ဒီတိုင်းမျိုးဆွေးနွေးပြီးတော့ဟိုခွန်အားပေးရမယ်မိသားစုအချင်းချင်းကနေပြီးတော့ဒီဆေးတွေကလည်းအခင်ကအခုလဲတူပါပဲဒီအခင်ကမိသားစုပါမှာထုတ်ခွင့်ရှိတာပေါ့နော်ဟိုအကန့်အသတ်နဲ့ထုတ်တယ်ပြီးတော့မိသားစုကိုယ်တိုင်ကိုလည်းအိမ်ကိုလည်းလာပြီးတော့နေရာတွေကိုလည်းလာစစ်တယ်ပေါ့နော်တကယ်တောက်မတော့မိသားစုတွေကတကယ် view ဆိုင်ပြီးတော့ကြည့်မကြည့်ဘူးเนาะဒါမျိုးစစ်ဆေးတယ်ဆိုတဲ့အကြောင်းတွေပြီးတော့ counseling တိတ်ပြီးတော့ရေးကြီးတဲ့ပုံပေါ့နော်ရေးကြီးတဲ့အကြောင်းတွေတကယ်လို့ဒီယောဂကူးသွားပြီဆိုတာ ਨੇ ဟိုစိတ်တက 50% ကကြာသွားပြီ50% ကြာသွားအဲ့ချိန်ကပိုဆိုးမှာပေါ့အခုကဒါဆေးရှိသွားတဲ့အတွက်ကြောင့်မလို့ဒါတိတ်ပြီးတော့ဟိုလူတွေကတိတ်ဒီမဆိုင်တော့တာလည်းပါပေါ့နော်ဒီအခင်ကဆေးမရှိတဲ့အတွက်ကြောင့်မလို့ဒီယောဂဖြစ်ပြီးဆိုတာ ਨੇ လူတွေကကိုယ့်ကိုသေလူလို့သတ်မှတ်လိုက်ကြပြီလေအဲ့ချိန်မှာအဲ့ကြားထဲမှာကိုယ့်ရဲ့မိသားစုကဟိုမတူတဲ့မိသားစုပေါ့နော်ကိုယ့်ကိုလက်မခံတဲ့မိသားစုယွန်းတဲ့မိသားစုဆိုအဲ့ထက်မှဆိုရင်ဒီဆန်ဂျနာမာလေးဒီလင်းပေါ့နော်လင်းရဲ့အချစ်ဆိုရင်သနာဖို့ကောင်းသူကအကိုအကြီးဆုံးကသူ့ရဲ့အောက်မှာမောင်လေးညီလေးရယ်ပေါ့သူညီလေးရယ်သူညမလေးရယ်ရှိတယ်သူ့အမေရယ်ပေါ့နော်သူ့မိသားစုသူပဲလှုပ်ကြွေရတာဒါပေမဲ့သူအဲ့လိုယောဂဖြစ်တဲ့ခါမှာသူ့မိသားစုကလုံးဝသူ့ယွန်စရာကြီးလိုပဲယွန်စရာကြီးလိုတတ်မှတ်ပြီးတော့အိမ်ဘွားနေအောင်နင်ချခဲ့တဲ့အကြောင်းပေါ့နော်နောက်ဆုံးတော့ဒီ LGBT အချင်းချင်းပဲကိုကြီးဖေးမှပြီးတော့နောက်ဆုံးမှဒီလိုမျိုးမိသားစုနဲ့အောင်မတွေ့လိုက်ရဘဲနဲ့ဟိုအသက်ထွက်သွားတယ်ပေါ့ဒါမျိုးတွေကိုဖော်ပြထားတယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာအရေးကြီးတာကcounseling သိရေးကြီးရပေါ့နော်ဘာရောတာဖြစ်ပါကျွန်တော်တို့တစ်ခုစိတ်ပိုင်းဆိုင်ရာပြဿနာတွေ mental health တွေမကောင်းတာပဲဖြစ်ဖြစ်ကျွန်တော်ယောဂဆိုတစ်ခုဝင်တာပဲဖြစ်ဖြစ်ဒါရမိသားစုဒါမှမဟုတ်ကိုယ်နဲ့ရင်းနှီးတဲ့တငယ်ချင်းမိတ်ဆွေဒါရှိရနေပြီးတော့ကောင်းမွန်တဲ့ counseling တွေရဖို့အတွက်ကတကယ်ကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းဒီစာအုပ်ကဖော်ပြထားတယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီယောဂကဒီ HIV နဲ့ AIDS ကကျွန်တော်အခုလိုဒီထွန်းကားရဲ့ခေတ်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့မျက်စိပွင့်နားပွင့်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဂယုမဆိုင်တော့တာလူတွေကနေချင်းလိုနေတယ်ဖြစ်လာပြီးဆေးလေးတောက်လိုက်တယ်တက်တန်းစီနေနိုင်ပါတယ်ကွာဘာမှမဖြစ်ပါဘူးဆေးတောက်လိုက်ရင်အဲ့လိုသဘောမျိုးဖြစ်သွားဒါပေမဲ့ဒီယောဂဒီအခက်ကာလကအများကြီးဒုက္ခပေးခဲ့တယ်ဆိုတဲ့အကြောင်းလေးဒီထဲမှာဖော်ပြထားတယ်ပေါ့နော်ဒီယောဂရဲ့အကြောင်းချစ်တဲ့သူတွေကဆွလို့ရတယ်ထွက်ပြေးရတယ်တယောက်နဲ့တယောက်ချစ်ရတာတယ်ပေါ့နော်အဲ့လိုမျိုးမိသားစုတွေနဲ့ဝေးပွားရတယ်ဒါမျိုးတွေခွဲခြားဆက်ဆံခံရတယ်ဒါမျိုးတွေဖြစ်တာပေါ့နော်နောက်တစ်ခုကဒီယောဂပေါ်ဒီစာအုပ်ကဒီကျွန်တော်စပြောခဲ့ပါတယ်ဒီ HIV AIDS ရဲ့ယောဂပေါ်ကိုပဲအဓိကအခြေခံပြီးတော့ဘယ်လိုပြောမလဲတည်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့HIV AIDS ယောဂအကြောင်းကြောင့်ပဲဒီထဲမှာပါတဲ့ဇက်ကောင်ဖိုးစော်ပေါ့နော်ဒီဖိုးစော်ဒီ transgender မှာလေးဒီမျိုးသားလေးကိုအရောက်မှာဆက်ဆက်လန်းလန်းချစ်တာပေါ့နော်ဆက်ဆက်လန်းလန်းဆိုရတဲ့တကယ်ဟိုမှာဟိုဘာမှတနာဘယ်လိုပြောမလဲဟိုနန်းရွယ်လို့ပေါ့ဆရာသူဆောင်ရဲ့အချင်းသူဒီကနန်းရွယ်လို့ပေါ့ဟိုသူပြုံးပြောနေဖို့အရေးကြီးရယ်သူစိတ်ချမ်းသာနေဖို့အရေးကြီးရယ်သူနားမှာရှိရဖို့အရေးကြီးရယ်သူငွေသက်လေးရနေဖို့အရေးကြီးရယ်ဒါမျိုးပေါ့နော်သူကကြောဒီတနာမဟုတ်ပဲနဲ့ဒီပိုးဆိုစစ်မှန်တဲ့မြစ်တာပို့ပြီးတော့ပေါ်လာတယ်မလားဒီ HIV ကြောင့်ပဲဒီမြို့သားလေးကျွန်တော်ကြိုပြောထားတယ်နော် spoiling ဖြစ်မယ်လို့ပြောထားတယ်နော်ဒီထဲမှာမျိုးထားလေးရတယ် HIV ဖြစ်မှာဒီ HIV ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဟိုမှပဲဒီဖြစ်သွားတဲ့အခါကြမှာပဲဒီဖိုးစော်ရဲ့ဒီအချစ်ကလုံးဝအောင်မှာအချစ်ဆိုရတယ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာပို့ပြီးတော့ဂျုံလုံးပေါ်လာတယ်မလား
အဲ့ချိန်ကျမှဒီစာအုပ်ကိုဖတ်နေနေမျိုးသားလေး HIV ဖြစ်တဲ့အချိန်တွေမှာဟိုအစာပိုင်းကာလတွေမှာအစာမစားနိုင် ARV ဆေးမရခင်မှာကျွန်တော်တို့Citrin လို့ခေါ်တဲ့ဒီအခွင့်အရေးယူယောဂါတွေပေါ့နော်အခွင့်ဆိုလို့ကျွန်တော်ကကိုခံအကြပါတဲ့အချိန်မှာတခြား TB ယောဂါပိုးတွေဝင်တာအုံနောက်တွေကိုပိုးဝင်တာဒါမျိုးရင်ဖြစ်ကြတယ်ကျွန်တော်အဲ့လိုဂျားတွေကနေယောဂါARV ဆေးမတောက်ခင်မှာဂျားယောဂါတွေမဝင်အောင်လို့ဆိုပြီးတော့ Citrin လို့ခေါ်တဲ့ဆေးတစ်မျိုးကိုတောက်ရတယ်ပေါ့နော်အဲ့တောက်နေတဲ့အချိန်မှာဆေးတွေပြင်းတဲ့အတွက်ကြောင့်မလို့ဒီမျိုးသားလီလုံးဝအောင်မှာခံစားရတာပေါ့နော်ဒီခံစားရပုံအကြောင်းဒီခံစားရပုံတွေနောက်တစ်ခုကဒီရုပ်ရည်ပြည့်ရင်းလာပေါ့နော်အရင်ကဒီထဲမှာဇက်ကောင်ကကြောင့်မျိုးသားလီကထွန်ကျင်တာအရင်ဒီပုံတွေအတိုင်းပေါ့ကျွန်တော်ထင်တာကိုပြောရနော်ဒီထဲကပေါ်ထားတဲ့ဇယုံနဲ့ဒီပုံတွေအတိုင်းပဲအဲ့လိုမျက်ခုံးကောင်းကောင်းမျက်နှာလုံးလုံးဒီပုံစံနဲ့အရန်လာတယ်ဆိုရင်မျိုးသားလီပေါ့နော်မမျိုးထွန်ကျင်တာမှလည်းမျိုးသားလီကဒီယောဂဖြစ်တဲ့အခါမှာရုပ်ရည်တွေပြောင်းလဲလာရဲဆိုတဲ့အကြောင်းပိန်ချုံသွားပြီးတော့ကိုယ်ခံရကြလာတဲ့ချိန်မှာတော့မှပဲဒီဖိုးစွာသူ့ကိုမထားခဲ့ပဲနဲ့ဗျာမထားခဲ့ပဲနဲ့ဒီနာကနေတူတူဆိုပြောမယ်HIV ဖြစ်တဲ့အခါမှာလည်းဆေးတွေသွားထုတ်ပြီးတော့ကောင်ဆယ်လင်းမျိုးသားလီကောင်ဆယ်လင်းသွားလုပ်တယ်ဆေးတွေသွားထုတ်တယ်အဲ့လိုခြိတောင်မှာပဲဖိုးစွာနောက်ကနေပြီးတော့သူရေးစားပါသူချစ်သူပါပေါ့HIV ဖြစ်နေလို့ပါဆေးတွေလိုက်ပြစေကန်ထိလူဓာတ်ရဲ့ထိတွဲသွားရဲတွဲလာရဲပေါ့နော်ဒီ HIV AIDS ဖြစ်သွားတဲ့အခါမှာမျိုးသားတွေအဲ့လိုဖြစ်သွားတဲ့အခါမှာကျွန်တော်ဖတ်နေနေလက်တွဲပေါ်ဆိုတာကလက်တွဲပေါ်ဆိုတာဒါပါလားပေါ့နော်ကျွန်တော်ထင်လိုက်တာကိုကျွန်တော်စဉ်းစားမိလိုက်တာဒီလက်တွဲပေါ်ဆိုတာပို့ပြီးတော့မြင်လာဗျာလက်တွဲပေါ်ဆိုတာကိုစိတ်ချမ်းသာကိုချမ်းသာနေတဲ့အချိန်မှာဘယ်လိုပြောမလဲကိုအစဉ်ပြေနေတဲ့အချိန်မှာဘေးမှာရှိတာထက်ကိုအစဉ်မပြေတဲ့အချိန်ဒုက္ခရောက်နေတဲ့အချိန်မှာဘေးမှာထွက်သွားပဲနေနော်ကိုဘေးမှာသက်ဆုံးထိရှိနေတာကဒီလက်တွဲပေါ်အစ်စ်မန်းဆိုတာဒီစောက်ကပြပြပါမယ်နော်နောက်တစ်ခုကဒီထဲမှာကနောက်တဲ့တစ်ချက်ကကျွန်တော်ကြိုက်တာကဒီထဲမှာဒီစပုတ်စရံနေအများကြီးပါလာဥပမာဆိုဒီထဲမှာဆိုမျိုးသားလီနဲ့ဖိုးစော်ရဲ့ဇလန်းနေမဟုတ်ဘဲနဲ့တခြားအမှဆိုရင်ဒီမျိုးသားလီရဲ့ဆရာကိုမင်းဆိုရယ်မိတ်ကက်ဆရာကိုမင်းရှိမယ်ပြီးတော့မိတ်ကက်ဆရာကိုမင်းနဲ့ကပယ်ဖြစ်တဲ့ဒီမော်ဒယ်မင်းသားဇွဲနေခါရှိမယ်เนาะအများကြီးပေါ့ဒီထဲမှာဆိုရင်မေစောတီတာတွေပါမယ်တခြားစပုတ်ဇက်ရံတွေအများကြီးပဲတခြားသူတွေရဲ့ဇလန်းတွေကိုပါထည့်ပြီးတော့ဒီမျိုးသားလီဆန်ချနာမာလေးရဲ့အချစ်ဇလန်းတွေမဟုတ်ဘဲနဲ့ဖတ်နေတဲ့ဒီတခြားသူတွေရဲ့ဇလန်းလေးတွေတော်မိုက်တယ်ဟိုတခြား site ကပယ်တွေပေါ့နော်ထည့်ထားတယ်တခြားသူတွေရဲ့ဘဝဇလန်းတွေပြီးတော့အဲ့လိုစပုတ်ဇက်အများကြီးပေါ့နော်အများကြီးနေတဲ့အတွက်ကြောင့်မလို့ဖက်ရတာကတော်တော်မိုက်တယ်ကျွန်တော်ဆိုအရှိမပြောခဲ့ပါတယ်ဒီထွန်ချနာတစ်ခုတည်းမဟုတ်ဘဲနဲ့တခြားဂေးမျိုးစားတွေအများကြီးထည့်ပြီးတော့ဘဝအမျိုးသားအများကြီးကိုထည့်ပြီးရေးထားတယ်လို့ပြောထားတယ်အဲ့မှာဆိုရင်ဒီဖိုးစော်ကစအောင်ကဒီမျိုးသားလေးကိုကြိုက်သွားတဲ့အခါမှာသူ့ကိုယ်သူလက်မခံနိုင်ဘူးเนาะသူကဘာလဲပေါ့အဲ့တော့သူဘယ်လိုမျိုးခံယူချက်နဲ့ရှေ့ဆက်သွားရမလဲဆိုတာကိုသိချင်လို့သူကဂေးရဲ့အကြောင်းလေ့လာပေါ့เนาะငယ်လေးဆိုတဲ့မိတ်ကက်ဆရာပဲဒီကောင်မဒီမိတ်ကက်ဆရာရှမ်းနေပြီးတော့သူ့ဂေးအကြောင်းတွေလေ့လာအောင်သူ့ခေါ်သွားပါပေါ့เนาะဂေးအကြောင်းတွေကိုလေ့လာခြင်းသိချင်တယ်ပေါ့အဲ့နဲ့ဒီအငယ်လေးကဒီစူးလေးနဲ့ကျွန်တော်ရှေ့မှာပြောခဲ့စူးလေးတို့နောက်ကတင်ကြီးစေးဒီကုန်းကျော်တရားဘက်တွေမှာခေါ်ရတာပေါ့ဂေးတွေဘယ်လိုချက်စားနေအကြောင်းတွေခေါ်ရလိုက်တာအဲ့ဒါပေါ့နော်သူဂေးတွေအကြောင်းဆက်လေ့လာပြီးတော့ဒီမျိုးသားလေးပေါ်မှာတကယ်ကိုချစ်တယ်ဆိုတဲ့အကြောင်းသူ confirm လုပ်ခဲ့ဆိုတဲ့အကြောင်းလေးဖတ်ရတယ်ဒါဇပုတ်အဓိကပြောချင်တာဇပုတ်စရံနေအများကြီးမြိုင်နေမိုက်တယ်ဖတ်ရလားနောက်ကဒီအဓိကဇက်ကောင်အကြောင်းကျွန်တော်မပြောရဘူးဒီမျိုးသားလေး transgender သူကတော့ကြောင့်ငယ်ဘွားဇလန်ကနေပြောရမယ်ဆိုရင်သူ့ဖေကလက်မခံဘူးเนาะသူ့ဖေကလက်ပုံစံကတော့သူကမိန်းကလေးလိုနေနေတာကွာဒီထွာဒါရဲ့ transgender ရဲ့သဘောတဘာပါပဲမိန်းကလေးလိုဝှက်ချင်တယ်မိန်းကလေးလိုနေချင်တယ်မိန်းကလေးလိုပြောချင်တယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးမိန်းကလေးလိုပဲဖြစ်ချင်မိန်းကလေးဖြစ်ချင်တယ်ပေါ့ဒီဒါက तू ကအဖေကတော့လက်မခံဘဲနဲ့ तू ဒါပေမဲ့အမေပေါ့နော်သူ့အမေရောသူ့ဘက်ကနေအမြဲတမ်းရှိပေးခဲ့တဲ့လူမျိုးပေါ့နော်သူ့အမေကသူ့ကိုလက်ခံနေအားပေးတယ်ကောင်ဆယ်လင်းလုပ်ပေးတယ်တေးစတာကိုပြိုးထောင်ပေးနိုင်ခဲ့တယ်ပေါ့နော်သူကနောက်ပိုင်းဒီကြားဖိုးစော်နဲ့